ဟော်ကအမှားတစ်ခုလုပ်ခဲ့ပေမဲ့လည်းသူဟာတဲနဲ့ချီတန်ကြေရှိတဲ့ရတနာတွေကိုရှာတွေ့ခဲ့တယ်။တန်ဖိုးကြီးလည်းနာယီတစ်လုံးဟာအမှားမထင်ရတဲ့ကိုပြုတ်ကျသွားခဲ့တယ်။အဲ့ဒီနာယီကိုရှာဖွေဖို့အတွက်လုံဆောင်ခဲ့ပေမဲ့လည်းနာယီရှာရင်မထင်မှတ်ထားတဲ့ရှေးဟောင်းဓာတ်တစ်လက်ကိုတဲရီရဲ့အောက်မှာရှာတွေ့ခဲ့ပါတယ်။ဒီဓာတ်ဟာရှေးဟောင်းဓာတ်တစ်လက်ခက်ကြောင်ယူဆခဲ့ပြီးရေဖို့ကိုတတ်သွားကသူ့ရဲ့တငယ်ချင်းတွေကိုလည်းပြခဲ့ပါတယ်။ခဏကြာမှတော့ရေအောက်ကိုပြန်လဲဆင်းခဲ့ပြီးနောက်ထပ်တဲတဲ့နစ်နေတဲ့အရာတွေကိုရှာဖွေခဲ့ပါတယ်။အဲ့ဒီမှာတော့ရှာပါကြောက်ခဲအမျိုးအစားတစ်ခုကိုရှာတွေ့ခဲ့ပြီးဒီတဲရရဲ့အောက်မှာတင်ဘောတစ်စီးနစ်မြုပ်နေပြီးတန်ဖိုးကြီးပစ္စည်းတွေရှိလောက်မယ်လို့ယူဆကတငယ်ချင်းတွေကိုပါခေါ်ဆောင်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့အမှုမဲ့အခမှတ်မဲ့ရှာဖွေခြင်းမျိုးမဟုတ်တော့ပဲအချက်ပြကရိယာတစ်ခုကိုအသုံးပြုပြီးရှာဖွေရေးတွေစတင်ပါတော့တယ်အဲ့ဒီမှာတော့ရှာဖွေရေးကရိယာမှာအချက်ပြခဲ့ပြီးတဲမုံဆက်တစ်လုံးကိုယူကာတဲတွေကိုမှုန့်ထုတ်ရှာဖွေခဲ့ပါတယ်အဲ့ဒီမှာတော့မထင်မှတ်ထားတဲ့အရာကြီးအခုကိုရှာတွေ့ခဲ့ပြီးဒီအရာဟာရှေးဟောင်းအမြောက်ကြီးတစ်ခုပဲဖြစ်နေခဲ့ပါတယ်ပင်လေပင်ရဲ့ရေတွေတိုက်စားမှုကြောင့်အမြောက်ကြီးဟာပျက်စီးဟောင်းနှွမ်းနေခဲ့ပြီးဒီအမြောက်ဟာဒုတိယကမ္ဘာစစ်လောက်ကလို့ယူဆခဲ့ကြပါတယ်တငယ်ချင်းတွေပျော်ရွှင်သွားခဲ့ပြီးတဦးနဲ့တဦးပွေဖတ်ခဲ့ကြပါတယ်ဒီနောက်မှာတော့လေဘရကတငယ်ချင်းတွေရဲ့အကူအညီနဲ့အတူဒီအမြောက်ကြီးကိုကျူးရီနဲ့ချီလေအိတ်တွေတက်ဆင်ကလှေဘရတင်ဆောင်ဖို့အတွက်စတင်လှုပ်ဆောင်ပါတော့တယ်အဲ့ဒီမှာမထင်မှတ်ထားပဲကမ်းရှည်ဆောင်ရဲတက်ထွဲကလှေအနီးအနားကိုရောက်လာခဲ့ပြီးစစ်ဆေးမှုတွေလုပ်ခဲ့ကြပါတယ်ဒီအတွက်ကြောင့်အမြောက်ကိုလှေပေါ်တင်ရေးဟာနှုတ်နှေးသွားခဲ့ရပြီးအောက်ဆီဂျင်အခက်အခဲကြောင့်ရေထဲမှာလည်းအကြကြီးနေလို့မရတဲ့အခြေအနေတွေစတင်ကြုံတွေ့ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့လေအိတ်ထဲကအောက်ဆီဂျင်အနည်းငယ်ထုတ်လို့ပြီးတခုခုကြံစီဖို့ကြိုးစားခဲ့ပေမဲ့လည်းအမားယွင်းတစ်ခုကြောင့်အမြောက်ကြီးဟာအလေးချိန်မငိုင်တော့ပဲရေအောက်ထဲကိုပြန်လည်ပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရေအောက်ထဲမှာအချိန်ကြာမြင့်သွားတဲ့အတွက်အောက်ဆီဂျင်ဟာအတက်ရှူဖို့တောင်မလုံလောက်တော့ပဲလူအားတစ်ခုတည်းနဲ့အမြောက်ကြီးကိုမှားခဲ့ကြပါတယ်။ဒါပေမဲ့လည်းမတက်တာတော့တဲ့အခြေအနေမှာတော့အမြောက်ကြီးကိုထားခဲ့ကြပြီးလူတွေကြီးပဲလှေပေါ်ပြန်တက်လာခဲ့ကြပါတယ်။နောက်ထပ်တရက်အကြာမှာတော့Paul to apart ဟာရတနာတွေများစွာရေအောက်မှာရှိတဲ့ယုံကြည်ချက်နဲ့အတူရေအောက်ကိုပြန်လဲဆင်းတတ်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီတစ်ခါမှာတော့ပထမတစ်ချိန်ကလေးမခတ်ရအောင်အောက်ဆီဂျင်နဲ့လိုအပ်တဲ့ပစ္စည်းတွေလုံလုံလောက်လောက်ယူဆောင်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ရေအောက်ထဲမှာလေရင်အပစ်အပိုင်းအစားတွေကိုပါထပ်မံမြင်တွေ့ခဲ့ရပြီးအခြားသောမယုံကြည်နိုင်လောက်တဲ့အရာတွေကိုပါမြင်တွေ့ခဲ့ကြပါတယ်။နောက်ထပ်6ရက်ပတ်အကြာမှာတော့သူတို့ရဲ့အစီအစဉ်တွေကိုအကြီးမားအကောင့်အထည်ဖော်ခဲ့ပြီးရေအောက်ကိုဆင်းခဲ့ကြပြန်ပါတယ်။ဒီတစ်ခါမှာတော့ပထမတစ်ချိန်ကလေးမဟုတ်ပဲဝင်ကြီးရဲ့အသေးလေးတစ်ခုနဲ့အမြောက်ကြီးကိုလှေပေါ်တင်ဖို့အတွက်လှုပ်ဆောင်ခဲ့ကြပါတယ်။အစာပိုင်းမှာအဆင်ပြေခဲ့ကြပေမဲ့လည်းရုတ်တရက်ဆိုသလိုအဆင်မပြေမှုနဲ့ကြုံတွေ့ခဲ့ကြပါတယ်။အဲ့ဒါကတော့ဝင်ကြီးရဲ့ထိပ်ဦးပိုင်းဟာကျူးကွယ်ပျက်စီးသွားခဲ့ပြီးအမြောက်ကြီးဟာနောက်ထပ်တစ်ချိန်ရေရောက်ထဲပြုတ်ကျသွားခဲ့ပါတယ်။ဒီတစ်ချိန်အမြောက်ကြီးရေရောက်ထဲကျသွားရမှာတော့ကံကောင်းတယ်လို့ဆိုနိုင်ပါတယ်။တင်ပေါ်ပြက်ကြီးအပေါ်ကိုကျသွားတာပါ။အမြောက်ကြီးရဲ့ချိန်နဲ့တင်ပေါ်ရဲ့အပေါ်ရန်တွေဟာကျိုးကျဲခဲခဲ့ပြီးမထင်မှတ်ထားပဲရွှေတုံးတွေပေါ်လာခဲ့ပါတယ်။ဘော်တိုဟာနောက်ဆုံးအချိန်ရေငုတ်တယ်လို့မှတ်ပြုပြီးရေထဲတစ်ချိန်လောက်ထပ်ပြီးဆင်းသွားခဲ့ကြပါတယ်။တခုလောက်မေးခဲ့ပြဆဲ။တင်းရဲ့ဘဝမှာယတနာတွေရှာတွေ့ဘူးသလား။